စီနီယာမင်းသမီးနှစ်ယောက်ဖြစ်တဲ့ထထမုံနဲ့စွန်မြတ်သူစားပေါ်မထင်မှတ်ပဲလုံလိုက်တဲ့လုံရကြောင်းလူပြောများနေတဲ့ဖွေဖွေပရိသတ်ချစ်တော်မင်းသမီးဖွေဖွေကတော့အခမ်းအနားပွဲတစ်ခုမှာစီနီယာမင်းသမီးနှစ်ယောက်ပေါ်ကိုရုတ်တရက်လှုပ်လိုက်တဲ့လုံရကြောင်းလူပြောများနေပါတယ်အထူးသဖြင့်ဖွေဖွေရဲ့စိတ်ထားနဲ့ပြုမှုပေါ်မှာလူတွေကပြောဆိုဝေဖန်နေကြတာပါအဆိုပါဖြစ်ပျက်ကတော့အနုပညာရှင်တွေများစွာကိုတနေရာတွေမှာတွေ့ခဲ့ရတဲ့ငယ်စဉ်စုံတွေ့ရဲ့မင်္ဂလာဆောင်ပွဲမှာမြင်ခဲ့ရတာပါအားလုံးသိကြတဲ့အတိုင်းဖွေဖွေဟာစိတ်ထားကောင်းသလိုရင်းနှီးပွင့်လင်းစွာနေထိုင်တတ်တဲ့မင်းသမီးလေးတစ်လက်ဖြစ်ပါတယ်။အင်တာနက်ပေါ်မှာတက်လာတဲ့ဗီဒီယိုဖိုင်တွေမှာတော့ဖွေဖွေဟာထက်ထက်မုံနဲ့အတူတဒန်းနဲ့ထိုင်နေတာပါ။ဒီလိုအချိန်မာကြီးစိုးခေါ်စိုးမြတ်သူစားကထက်ထက်မုံကိုလာနှုတ်ဆက်တာပါ။ဝိုင်းရင်မင်းသမီးနှစ်ယောက်ဖြစ်တဲ့စိုးမြတ်သူစားနဲ့ထက်ထက်မုံတို့စကားပြောနေချိန်ဖွေဖွေကထားရလိုက်တာပါ။ဖွေဖွေကစီနီယာမင်းသမီးနှစ်ယောက်ကမတ်တက်ရက်ပြီးပြောနေချိန်သူမလိုအငယ်ကထိုင်နေတာမသိတော့လို့ရက်တာပါဆိုပြီးပြောလာတာပါ။မကြီးဆိုကတော့ရတဲ့သမီးပြန်ထိုင်ပြောနေကြတာဖြစ်ပါတယ်။လူတွေကတော့ဖွေဖွေရဲ့စိတ်ထားလေးနဲ့အကြီးတွေကိုရိုသေကားဝတရားထားတတ်တဲ့အပြုမှုကိုလေးစားနေကြတာဖြစ်ပါတယ်။အနုပညာလောကမှာတချို့သောမင်းသမီးတွေဟာအကြီးကိုအကြီးမှန်းမသိအငယ်ကိုအငယ်မှန်းမသိမောက်မာကြတာများပါတယ်။ဖွေဖွေအနေနဲ့ထိုင်နေရင်လည်းဘာမှမဖြစ်ပါဘူး။ဒါပေမဲ့ဖြူစင်တဲ့စိတ်ထားလေးနဲ့တူရိုသေလေးစားစွာထိုင်ရက်ပေးလိုက်တဲ့ပြုမှုလေးကြောင့်ပဲပရိသတ်တွေကချစ်ပေးနေကြတာဖြစ်ပါတယ်။